တာပြီမူရတယ်ဘာအရင်ကြည့်မူတော့မရအောင်အရင်ကိုနောက်မှပြန်ခေါ်လို့ရချိန်ရအချိန်ရွယ်ထင်းလေးကလည်းချစ်စရာသဘောကျလိုက်တာဟုတ်ပါရဲ့နှစ်ထပ်ဆောင်လေးကိုပြတာအပေါ်မှာကိုလိုကော်ဖီတောက်ရင်လည်းရှူရင်းကြည့်လို့ရညမိုက်ကိုလိုဒီဘက်ဘေးမှာပန်းညံလေးရှိတယ်ပန်းညံဘေးမှာကြက်တောင်ချန်လေးရှိကိုလိုကြက်တောင်ရိုက်လို့ရတယ်အဲကြက်တောင်ချန်လေးရဲ့အောက်မှာချောင်းလေးရှိတကယ်ကိုဒီချိန်ရမသူပိုင်တာလေရင်ကတော့ကိုယ့်ကိုလေးပိုင်တာကိုယ့်ကိုပိုင်တော့ဘလို့ဟုတ်ကဲ့ကိုလေးကကိုအမွေအနေနဲ့ရောလက်ဖွဲ့အနေနဲ့ရောပေးခဲ့လက်ဖွဲ့ဟုတ်တယ်လေကိုနဲ့မိုးနဲ့လက်ထပ်ပြီးဒီမှာနေကြမယ်လေကိုလိုလက်ထပ်ကြအောင်နော်မြန်မောနဲ့မထင်ဘူးလားအမေကဘာပြောတယ်ခုပြောတာလေမိုးတို့တွေ့ရမှမကြသေးတာဆုံးလုံးနဲ့မထင်ဘူးဟိုကလေတွေ့တာကြာမှလက်ထပ်လို့ရတာမဟုတ်တာကိုကမိုးဖွင့်နေလို့လားမိုးလက်ထပ်ကြအောင်နော်ကိုရုံးပြရကြလို့ရှိရင်မိုးရဲ့အနေနဲ့သွားမယ်မိုးမီတခါလေးလက်ထပ်ကိုဖွင့်ထားလိုက်တယ်ဟုတ်ကြက်ဟုတ်တော့ကြည့်ဖြည်းတော့ဘူးကရောဒီမှာကိုပြောတဲ့ကြက်တောင်ရဲလို့ရတယ်ကိုစားဒီမှာဒီမှာချောင်းရှိအော်ဒါကြော်လာဘူးကြော်ရပါကြိုက်လိုက်တာဟုတ်ကိုပြောတဲ့ချောင်းလေးဆိုတော့နောက်မှာချောင်းလေးတန်းလေးမိုးရမ်းကြိုက်တာပဲဒီနေ့သဘောကျတယ်ပေါ့ဘောလုံးကဘာရှိနေလဲနော်ပြောရှိဟာနေသူရေကဘိုးမြင့်ဟာမဘယ်တော့ရောက်နေရတော့နားပဲရောက်တာချင်းနေဘာရခဲ့ဘာမှမရသေးဘူးအခုမှထွက်လာတာပြီးတော့မင်းချမ်းပဲလည်းမရောက်တာကြာလို့လေနောက်ဘက်ကနေလှည့်လာတာခဏလေးလို့ချင်းငါဟိုဘက်တော့ပြစ်မှာဘယ်လိုလဲမင်းငါနဲ့လိုက်ပြစ်မလားဘာပြစ်တာလဲငှက်ပြစ်တာလေငှက်ကလေးတွေကိုဒိုင်းနဲ့ပြစ်တာဟုတ်တယ်လေဘာဖြစ်လို့လဲကိုကပြစ်တာလားကိုလည်းပြစ်တယ်ဟာဒီကောင်ပြစ်တယ်မှာပြောမနေနဲ့တစ်ချက်ပြစ်တဲ့ကောင်ပဲအရင်လက်ဖြောင်းတာကိုမပြစ်ရပါဘူးငှက်လေးသနာပါတယ်မိုးမကြိုက်ဘူးဘာဖြစ်လို့လဲမဟုတ်ဒီဒေတာမှာဒီလိုငှက်ပြစ်တာဒလိလို့ဖြစ်ဘာဖြစ်ပါဘူးဘာလို့ဖြစ်ကြတာတော့ဘာရလို့မဟုတ်ပါဘူးရမ်းအပျော်ပြစ်တာကိုသူများအသက်တင်မှာကိုကပျော်ရလားမိုးမကြိုက်ဘူးနော်မပြစ်ရအောင်အဲ့လိုမဟုတ်ဘူးဘာဖြစ်ဘာမှမသိမရဘူးကိုသူများရဲ့ဘာလို့ကိုတော့မပြစ်ရအောင်မိုးလုံးဝမကြိုက်ဘူးမိုးဂတိပေးဂတိပေး